စရုပ်ပြရတဲ့ကြားကအတိတ်ပါမေးနေလို့နာနာကြီးပြောတဲ့ဟောလို့ဆိုတာဘာမှမသိတဲ့ရက်ကိုနာနာကြီးလည်းထွေထွေထူးထူးရှင်းပြမနေပဲသူမကိုမယုံကြည်ရင်ဆက်ပြီးမကူညီနိုင်ဘူးပြောလိုက်တော့ရက်တယောက်ဘာမေးကုန်းမှထမ်းမထုတ်ရဲဖြစ်သွားရပါတယ်မြေပြင်ပေါ်မှာတော့ရီကိုလိုအခြေအနေတွေကြုံခဲ့ရင်လက်ကိုဖျက်ပြရမယ်ဆိုပြီးသင်ခန်းစာပေးကြတာဟာထိခိုက်မှုအနည်းဆုံးဖြစ်တဲ့ကုသနည်းကိုတေချာမသိကြလို့ဆိုတာပြောရင်နာနာကြီးတယောက်သူနည်းသူဟန်နဲ့ကုသပေးဖို့ကြိုးစားပါတယ်အရင်ဆုံးခန္ဓာကိုယ်ထဲကိုအစိတ်တွေအကုန်စီးဆင်းစေပြီးမှအကုန်လုံးကိုပြန်ထုတ်မဲ့နီလန်းဖြစ်လို့သူ့မှာရှိတဲ့ဆေးမီးတို့ကိုရီကိုကိုတိုက်လိုက်ပြီးစက်ရုပ်လေးလက်စွမ်းပြထားလို့ပြက်လူပြက်ခင်လက်မောင်းတွေကအယိုးစားတွေကိုထုတ်ကဒဏ်ရာကိုပြန်ချုပ်ပေးလိုက်ပါတယ်အရေးကြီးတာတွေကိုအကြမ်းပြင်းလုပ်ပြီးပြီမို့အစိတ်ထုတ်ရင်အသုံးပြုမဲ့ဆေးတချို့ကတော့သူမအိမ်မှာမရှိလို့ဒါကိုရှာဖို့ရက်ကိုတောင်းဝင်ပေးလိုက်ရင်ရီကိုတယောက်အသက်ဘေးရင်ဆိုင်ရချိန်မှာတော့လက်မောင်းရင်းကနေဖြတ်ထုတ်ပြရမယ်ဆိုပြီးတက်တိရှိရှိတွေးနိုင်ခဲ့လို့သူမရဲ့ဆင်ခြင်တွေးတောနိုင်စွမ်းကိုနာနာကြီးတယောက်ချီကျူးကန်းဖွင့်ပါတယ်အဲ့ဒီနောက်ရက်ကသူတို့နာမည်ကိုမိတ်ဆက်တော့စရုပ်ထအလွာကိုခြေကြတဲ့ကနှစ်ယောက်လုံးကိုတီးချောင်းနဲ့ဒါကသူမရဲ့စကြက်နေပြီဖြစ်လို့သူတို့ရဲ့ပြောစကားတွေကိုနောက်ရောက်ခံလိုက်ပြီးနားထောင်ထားတယ်ဆိုတာပြောလိုက်တော့တစ်ကောင်းထဲမှာတော့ကသူအာယုံခံမိတဲ့အရာဟာနာနာကြီးဆိုတာရက်လေသဘောပေါက်သွားပါတယ်သူမကအကုန်မြင်အကုန်ကြပြီးစူးလုံးကောင်နဲ့တိုက်တုံးကလည်းခလန်းလန်းကနေကြည်နေတယ်ဆိုတာသိလိုက်ရတော့သူတို့နှစ်ယောက်မမြမတတိုက်ခိုက်ခံနေရတာကိုမြင်ရသားနဲ့စောစောလာကူမပေးလို့ရက်တစ်ယောက်နည်းနည်းလောက်ဒေါသထွက်ပြလိုက်ပေမဲ့သူမဟာတကူတော်ရှင်သန်သူဖြစ်လို့ဘသူနဲ့မှမိတ်ဆွေမဖွဲ့တာကြောင့်အခုလိုကူညီပေးတာကိုတော့ကျေးဇူးတင်ကြောင်းနာနာကြီးကပြန်ပြောလိုက်ပါတယ်အခန်းထဲကအတန်တစ်ခုကိုရုတ်တရက်ကြားလို့စူးစမ်းလိုတဲ့ရက်ကိုအဲ့ဒါကသူမရဲ့တငယ်ချင်းမစ်တီဖြစ်ကြောင်းပြောရင်မိတ်ဆက်ပေးဖို့လိုက်ကကိုဖွင့်လိုက်တော့မိန်းကလေးတစ်ယောက်ညီးတန်နဲ့ပုံပြက်ပန်းပြက်တတော်ဝါကြီးတစ်ကောင်ကိုတွေးလိုက်ရပါတယ်ရက်တစ်ယောက်တွင်းနဲ့ရဲ့အပေါ်လွှာတွေမှာတားရဲများစွာကိုမြင်မှုခဲ့ပေမဲ့အခုလိုအကြီးတန်းတဲ့တတော်ဝါကိုမမြင်ဘူးတာကြောင့်ဘာလဲလို့မေးလိုက်တော့ဒီကလေးမလေးဟာလည်းတွင်းစင်းသူတစ်ယောက်ဖြစ်ပြီးတေဆုံးချင်းဒါမှမဟုတ်လူသားပုံစံပျက်စီးခြင်းကိုကြုံရမယ်စထမလွှာရဲ့ကျိန်စာကိုခံစားခဲ့ရပြီးအနှဲငယ်တန်မာလို့အသက်မသေးပေမဲ့အခုလိုဟော်လိုတစ်ယောက်ဖြစ်သွားတယ်ဆိုတဲ့အကြောင်းရှင်းပြလိုက်ပါတယ်ဟော်လိုဆိုတာကလူသားပင့်ကိုဇေယိုက်နဲ့ညံရီပျောက်ဆုံးသွားပြီးဟော်လိုဆိုတဲ့နာမည်အတိုင်းလူသားအခွန်တက်ပဲကြံခဲ့တဲ့အပြင်ဘလောက်ပဲကြိုးစားငကိုအခြေအနေကိုပြန်မရောက်နိုင်တော့တာလည်းဖြစ်ပါတယ်မစ်တီလိုမဟုတ်ပဲနာနာကြီးကပုံစံကသာအမွေးဘွားရုပ်တစ်ခုလိုပြောင်းလဲခဲ့ပေမဲ့လူသားတွေလိုအသိဉာဏ်နဲ့နေထိုင်နိုင်သေးလို့ရက်ကမေးခွန်းထုတ်လိုက်တဲ့အခါသူမဟာချွန်းချက်တွေထဲကမှချွန်းချက်တစ်ခုဖြစ်ကြောင်းဂုံယူဝင်ကြွားစာပြန်ပြောလိုက်ပါတယ်တွင်းစင်းသူတွေထဲမှာတစုံတစ်ယောက်ကဟော်လိုဖြစ်သွားတဲ့အခါသူ့ကိုခြံထားခဲ့ပြီးသူတို့မြေပြင်ပေါ်ပြန်ရောက်တဲ့အခါတေဘီလို့ပြန်ပြောကြတဲ့အချင်းရုပ်တွင်းစင်းသူတွေအကြောင်းပြောပြရင်သူမဟာလောကကြီးကိုအမြင်ကျကျနဲ့ကြည့်တတ်လို့စထမလွာကနေလူသားဆန်မှုမပြောင်းမပြတ်နဲ့နေနိုင်ခဲ့တဲ့အကြောင်းဆရာကြီးလိုအပေါ်စီးလေတန်းနဲ့ထပ်ပြောလိုက်ပါတယ်ဒါကြောင့်မို့ပဲသူမကိုလူတွေတွေ့ရင်ဝိုင်းဖမ်းတာခံရနိုင်လို့တယောက်တည်းတီးတန့်ပုံနေကြောင်းနဲ့ရက်တို့ကိုတောင်တနာစရာလေးမို့ကယ်တင်ပေးခဲ့ကြောင်းပြောပြန်ပါတယ်အဲ့လိုသူမရဲ့အခြေအနေတွေကိုပြောပြီးတဲ့နောက်ရီကိုကိုကယ်ဖို့လိုအပ်တဲ့ပစ္စည်းတွေရှာရမယ့်နေရာတွေကိုပုံချမ်းဆွဲပေးလိုက်ပြီးသူမရဲ့အသက်ကို12နာရီလောက်သာဆွဲဆန့်နိုင်လို့အချိန်မီဆေးရှာပေးဖို့ရက်ကိုတောင်းဝင်ပေးလိုက်ပါတယ်12နာရီပဲအချိန်ရှိတဲ့အကြောင်းကိုဒါနာချီကဂူးမပြောလို့ရက်လည်းဘာကူမှမစင်းစားတော့ပဲထွက်လာခဲ့ပြီးအဖြူရောင်မြူကိုအပြည့်ဖုံးနေတဲ့ရေကြောက်ခွက်တွေကြားကိုဦးတည်ခဲ့ပါတယ်ကြံခဲ့တဲ့နာနာကြီးကရီကိုစီမှာအိုဇန်ရဲ့ကြရာပြူကိုတွေ့တော့သူငယ်ကစမ်းသက်ခန်းတစ်ခုမှာဘသူမှမသိတဲ့ကြရာပြူကိုလဲမှာဆွဲထားတဲ့သူကစမ်းသပ်မှုအောင်မြင်လို့သူမကိုချီးကျူးတဲ့စကားသံတွေကိုခက်ရေးရေးပြန်တတိယမိလိုက်ပါတယ်နာနာကြီးညွှန်ကြားတဲ့အတိုင်းစူးလုံးကောင်ရဲ့ကျင်လျာနေရာကိုရှောင်ရင်းလိုအပ်တဲ့ပါဝင်ပစ္စည်းတွေပေါ်တဲ့အနောက်ဘက်ကိုရောက်လာပြီးတဲ့နောက်ပထမဆုံးလိုအပ်ချက်ဖြစ်တဲ့ငါးမိတ်စာခက်ကြီးကြီးတွေကိုလက်တံရှည်တွေနဲ့အသားအရာဖမ်းယူခဲ့ပြီးအတိုက်တစ်ခုစီကနေတအုပ်စီပဲယူဖို့မှားထားတဲ့တူနှုတ်သီးငှက်ဥတွေအပါအဝင်အလင်းရောင်ဖြာထွက်နေတဲ့ဝါထိန်မြတ်တို့ကိုပါစူးစမ်းပန်းစားခူးခဲ့လိုက်ပါတယ်အဲ့ဒါပြီးတဲ့နောက်ဆုံးလက်ကျန်ပါဝင်ပစ္စည်းဖြစ်တဲ့ကြောကုန်းမှာမှိုတွေပေါက်နေတဲ့မှိုဝဲဝင်တွေကိုလည်းခက်ရှာဖမ်းလိုက်ပြီးတဲ့နောက်အချိန်လဲတော်တော်လေးနေပြီမို့စကန်းရှိရာကိုဒုံဆိုင်ပြေးခဲ့ပါတယ်နာနာကြီးကတော့ပါဝင်ပစ္စည်းအကုန်ရပြီမို့ပထမဆုံးအနေနဲ့အာဟာရဓာတ်တွေဖြန့်ဝေနိုင်တဲ့ကပ်ပါးကောင်တွေဖြစ်တဲ့မှိုဝဲဝင်ရဲ့ကြောကုန်းကမှိုတွေကကျိုးနေတဲ့အယိုးတွေကိုတောင်ပြန်ဆက်စေနိုင်လို့မှိုတွေကိုရီကိုရဲ့လက်မှာတွေ့ကပ်ပေးလိုက်ပါတယ်ဒါကိုလုတ်ပြီးတော့ကျန်တဲ့ပါဝင်ပစ္စည်းတွေကိုဘလို့အသုံးချမှာလဲလို့ရက်ကမေးတော့ဒါကသူမရဲ့ညစာတက်တာဖြစ်ကြောင်းပြန်ပြောလို့ရီကိုအတွက်တေးရေးရှင်ရဲ့အရေးကြီးနေတာတောင်ညစာအရင်ရှာဟိုင်းတဲ့သူမကိုစက်ရုပ်လေးကဇောတကတက်ပါတယ်ရက်ကရီကိုအတွက်အချိန်မမီမှာစိုးရင်တလို့နာနာကြီးဟာလည်းရီကိုကိုတစ်ချိန်လုံးစောင့်ရှောက်နေရတာကြောင့်သူကိုယ်တိုင်အတွက်တောင်အစာရှာချိန်မရလို့သူမသာအာဟာရပြတ်ရင်ဘသူကစောင့်ရှောက်မှလဲလို့ဆရာကြပြန်ပြေးလိုက်တော့အတုံးချကန်ငတုံးလေးရက်လဲသူမအတွက်စိတ်မကောင်းဖြစ်သွားရပြန်ပါတယ်ရက်ကတတိလစ်နေတဲ့ရီကိုကိုကြည့်ပြီးခဏဝမ်းနေတတ်လို့ရီကိုဟာအသက်အန္တရာယ်မစိုးရင်ရတော့ဘူးဆိုတာပြောလိုက်တော့အငိုမျက်လုံးများနဲ့စက်ရုပ်လေးကကျေးဇူးအရန်တင်ပြီးတဲ့အခါငကိုတဲကမှအရန်ခိုင်းနေတဲ့နနာကြီးကမြစ်ထဲမှာတွားလျှော်ဖို့အဝတ်တွေကိုထုတ်ပေးလိုက်ပါတယ်အဝတ်လျှော်ဖို့မြစ်ကိုရှာရင်တိတ်ဆိတ်သားရပြီးအဖြူရောင်ပန်းဝင်နေတဲ့ပြည့်နေတဲ့ပန်းကင်းထဲကိုရောက်တော့အတိတ်မှာသူကိုယ်တိုင်လိုက်စားကိုပြောခဲ့တဲ့စကားတချို့ကရုတ်တရက်နားထဲမှာပြန်ပေါ်လာရင်မသိစိတ်ဟာပန်းကင်းထဲကမီလီယံပေါက်ချွန်းစိုက်ထောင်ထားတဲ့အုတ်ကူတစ်ခုရှိကိုရောက်သွားခဲ့ပြီးလက်ထဲမှာလည်းရင်းနှီးမြင်ဘူးနေတဲ့
တဲ့လေဆွဲတစ်ခုရှိနေတာကိုတွေ့လိုက်ရပါတယ်ရုတ်တရက်ရောက်သွားတဲ့ရင်းနှီးတယ်လို့ခံစားရတဲ့အဲ့ဒီနေရာဟာဘယ်နေရာမှမသိလို့ရီကိုနဲ့နာနာချီကိုအော်ခေါ်နေတော့ရှောင်းရမဲ့လက်ကျန်ဝစ်တွေလိုက်ပေးတဲ့နာနာချီကလက်ပုတ်လိုက်မှခေါင်းမိုင်မိုင်ဆက်ရုပ်လေးခမတတိပြန်ဝင်လာခဲ့ပါတယ်တကယ်တော့လက်ရှိနေရာနဲ့နေရာချင်းစင်တူတာမို့အတိတ်မညံကိုနှိုးဆော့ခံလိုက်ရတယ်လို့ဖြစ်ခဲ့တာဖြစ်ပြီးရက်ကတော့ဒိုင်ဇာနဲ့သူ့ရဲ့ပတ်သက်မှုတွေကိုဘေးကုန်းထုံးမိနေပါတယ်